โอเคမင်္ဂလာပါကျွန်တော်တချင်းတစ်ပုတ်ဆိုပြမယ်နော်တချင်းကောင်းတွေကတော့အနုပညာသမားတယောက်ရဲ့အချစ်โอเคတချင်းကတော့ကိုယ့်ဘာကိုရေးတာပါတာတော့မဟုတ်ဘူးပေါ့ဝါသနာရှည်ပေါ့နားစီပြပါဦးအမကိုဝေခွဲပိုင်းချပြီးတော့တဝင်းတူရာနေနေရှောပါချစ်တဲ့ဆိုရစကားကလူတိုင်းရဲ့ပါးစပ်ဖြာကမှအခချင်းဝေးမပေးရတော့အချိန်မရွေးပဲပြောနိုင်တာမို့ပါချမ်းကြုံရည်နှုတ်လို့ရတာစကားကြုံရည်ပြန်ပြေလို့မရပါပြီးတော့တဝင်းတူရာနေနေလျှော့ပါချစ်တဲ့ဆိုတဲ့စကားကလူတိုင်းရဲ့ပါးစပ်ဖြာကမှအခချင်းဝေးမပေးရတော့အချိန်မရွေးပဲပြောနိုင်တာမို့ပါချမ်းကြုံရည်နှုတ်လို့ရတာစကားကြုံရည်ပြည့်ပြေလို့မရပါအလိုလိုက်ရမလဲကိုပြောတာမဟုတ်ပါကိုကကိုလူပညာကိုနဲ့မတွေ့ခင်ကလေးကကိုကြောင့်နေမင်းတိမှာတိလျက်နဲ့ချစ်လာပြီးမှာကိုတော့တပြင်းကြီးလူရအနုပညာဘဝသမားလေးမို့အချစ်ကိုမပြေနိုင်တာနားလေပါခွင့်လို့ပေးပါထမသွားပါနဲ့ကိုမတားဝင်တော့ပါတကယ်ချစ်အလိုလိုက်ရမလဲကိုပြောတာမဟုတ်ပါကိုဘဝကိုနုပညာကိုနဲ့မတွေ့ခင်ကလေးကိုကြောင့်ဒီမင်းဒီမှာတိလျက်နဲ့ချစ်လာပြီးမှာအခုတော့ထပ်ပြင်းနေသူရအနုပညာဘဝသမားလေးကိုအချစ်ကိုဦးစားမပြေနိုင်တာနားလေပါခွင့်လို့ပေးပါထမသွားပါနဲ့ကိုမတားဝင်တော့ပါမမျော်လေးရဲ့တော့ဘူးဗျာမပြည့်စုံတဲ့ဘဝလေးတွေကိုပြန်မခေါ်ချင်လို့ပါမင်းတယောက်ပြောမယ်ဆိုရင်ကွဲပါစီကိုတဲ့ရဲ့နှမွားချစ်သူမင်းမပြောတဲ့နေ့ကိုပြန်လာခဲ့ပါဗျာကိုရင်ငွေတကားလေးတဲ့ဟာမိတွေ့ချောင်းတော့ခွထားပြီးနေပါပြန်လာလိမလားမမျော်လေးရဲ့တော့ပါဘူးဗျာမပြည့်စုံတဲ့ဘဝလေးထဲကိုပြန်မခေါ်ချင်လို့ပါမိတယောက်ပြောမယ်ဆိုရင်ကွဲပါစီကိုတဲ့ရဲ့နှမွားချစ်သူမင်းမပြောတဲ့နေ့ပေါ်ပြန်လာခဲ့ပါဟာကိုရင်ငွေတကားလေးတစ်ချက်ဟာမိတွေ့ထားဝရဖွင့်ထားပြီးနေမှာကျေးဇူးတင်ပါတယ်